မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးဘိုးနဂါရဲ့ BNI တပ်စခန်းအချို့ကိုရင်းမာပင် KI PDF တပ်ရင်းတွေတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပေါ်လဲမြို့နယ်ကဘိုးနဂါဦးဆောင်တဲ့ဗမာအမျိုးသားတောင်လိုင်းရေးတပ်မတော် BNI တပ်ဖွဲ့စခန်းအချို့ကိုရင်းမာပင် KI က PDF တပ်ရင်းတွေကဒီနေ့ဖေဖော်ဝါရီ18ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ပလဲမြို့နယ်ကကျေးရွာနှင်းရွာမှာရှိတဲ့ BNI တပ်စခန်းတွေကိုစတင်တိုက်ခိုက်တာဖြစ်ပြီးဒေသခံတွေဘေးလွတ်ရာတင်းရှောင်နေကြရပါတယ်။ဘိုးနဂါဦးဆောင်တဲ့ BNI တပ်ရဲ့တပ်ရင်း3ကရင်းမာပင် KI တပ်ရင်း4ကရဲဘော်တအုပ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ12ရက်မှာတနတ်နယ်ပစ်ခတ်တပ်ဖြတ်ကိုဖြစ်ခဲ့ပါတယ်။စကားများခက်ရန်ထိပြီးတစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်ရာကနေတေဆုံးထွားတယ်လို့ BNI ကထုတ်ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီ16ရက်ညမှာတော့ရင်းမာပင် KI ကတပ်ရင်းတွေကစစ်ရေးပြင်ဆင်နေတဲ့အကြောင်း BNI ကထုတ်ပြန်ခဲ့ပါတယ်။ BNI ကစခန်းတွေအနီးက MOD တပ်ရင်းတွေပြန်လည်ရုပ်သိမ်းဖို့နဲ့စစ်ရေးမဖော်ဆောင်ဖို့ရင်းနေညပိုင်းမှာ BNI ကထပ်မံထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ဖေဖော်ဝါရီ17ရက်မနက်မှာတော့ကျေးရွာနှရွာက BNI တပ်စခန်းအချို့ကိုရင်းနာပင်ခရိုင်က PDF တပ်ရင်းတွေကစတင်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက MOD တပ်ရင်းတွေကဒီနေ့နက်9နာရီခွဲကစပြီး BNI ဂိတ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးဒရုန်းနဲ့လည်းဘုံကျဲနေရလို့ BNI တပ်ဖွဲ့ခေါင်းဆောင်ဘိုးနဂါကဒီနေ့မနက်ပိုင်းမှာလူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ဘိုးနဂါဦးဆောင်တဲ့ BNI တပ်ဟာတောင်လိုင်းရေးတပ်တွေကိုမကြာခဏအနောက်ချက်ပေးနေတယ်လို့တောင်လိုင်းရေးတပ်အချို့နဲ့ပြည်သူတွေကြားဆွဆွဲခံရပါတယ်။ BNI က2029နဲ့ကုန်ပိုင်းမှာပလဲမြို့နယ်အတွင်းမှာဝင်ဂိတ်တချို့ထွက်နေငွေတောင်းနေတာတွေလည်းရှိပါတယ်။အဲ့ဒီဂိတ်တွေကိုပိတ်သိမ်းဖို့ရင်းမာပင်ခရိုင်နယ်မှာတပ်ရင်းတွေကတတိပြီးဖူးပြီး2026ဇန်နဝါရီ9ရက်မနက်ပိုင်းမှာတော့ပလဲမြို့နယ်ပပရွာနယ်ချင်းပြစ်ကျေးရွာကအခွန်ကောက်တဲ့ BNI ဂိတ်နှစ်ခုကို PDF ရဲဘော်တွေကဝင်စီးနှင်းပြီးပိတ်သိမ်းခဲ့ပါတယ်။နောက်ပိုင်းမှာ PDF တွေကစီးနှင်းထားစဉ်ကဖမ်းဆီးထားတဲ့ရဲဘော်အချို့ကိုပြန်လွှတ်ပေးပြီးလက်နက်တွေကိုလည်းပြန်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ရပ်ပိုင်းအကြာမှာ BNI ကပကဖာဂိတ်တကယ်ကိုတနတ်နဲ့ပစ်ခတ်စီးနှင်းပြီးရဲဘော်အချို့ကိုဖမ်းခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီ12ရက်မှာရင်းမာပင် KI PDF တိုင်ရင်4ကရဲဘော်တို့ကို BNI တိုင်ရင်3ကရဲဘော်2ဦးကပစ်ခတ်လို့တေဆုံးခဲ့ပါတယ်။ BNI ကအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နှစ်ဖက်ကြားအဲ့ဒီလိုတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက်မှာဒီနေ့မနက်မှာတော့ PDF တိုင်ရင်အချို့က BNI စခန်းအချို့ကိုစီးနှင်းတိုက်ခိုက်တာဖြစ်ပါတယ်။စခန်းတွေစီးနှင်းတိုက်ခိုက်ခိုင်းရတာကို BNI ရဲ့ခေါင်းဆောင်ဘိုးနဂါကအခုလိုအသိပြုပါတယ်။ BNI ရဲ့စခန်းငယ်တွေနဲ့လုံခြုံရေးဂိတ်တွေလာပြီးတော့စီးနှင်းတိုက်ခိုက်တာမျိုးပါမနေ့တည်းကတိုင်းစီမံချက်နဲ့ခရိုင်ရင်းတွေစုနေပေမဲ့ဒီလိုမျိုးလုပ်လိမ့်မယ်လို့တော့မထင်ဘူးလေတစ်ဖက်မှာလည်း KIA လို့အဖိုက်တစ်ခုကစစ်ဒေသကိုဦးစီးနေတာဒီလိုစိတ်ကမဲ့အလုပ်ကိုလုပ်မယ်လို့မထင်ဘူးပေါ့လိုင်းတောင်မှဝိုင်းဝန်းပြီးဖိအားပေးမယ်လို့ထင်ခဲ့တာဒရုန်းဘုံတွေဆက်လက်နဲ့တွေနဲ့ဝင်စီးတာလို့ဘိုးနဂါကဆိုပါတယ်လက်ရှိမှာပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေပြီး PDF တိုင်ရင်တွေအနေနဲ့ BNI ကိုစစ်ရေးအရေးယူမယ်ဆိုရင်လည်းအချိန်တိုအတွင်းပြပြထထလှုပ်ဆောင်ဖို့နဲ့ဒေတာတွင်းတောင်လိုင်းရေးတပ်ဖွဲ့တွေကိုစနစ်တကျစုဆောင်းဖို့လို့ပလဲမြို့နယ်ကဒေတာခံတအူးကပြောပါတယ်လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ရင်းမာပင်ခရိုင်တိုင်ရင်တွေကသတင်းမထုတ်ပြန်သေးပါဘူး